โอเคပါညီမနာမည်ကတော့စုမြတ်ပေါ့နော်အသက်ကတော့20နှစ်ကျောင်းဖြစ်လာတဲ့ခံစားချက်ကြတော့ပျော်တယ်ပေါ့နော်ကိုကဒီဇိုင်နာဖြစ်ချင်တာဆိုတော့အခုကျတော့ဒီဇိုင်နာလက်ထောက်ဖြစ်ပြီဆိုတော့ကိုရီမှန်းထားတဲ့နေရာတစ်ခုရောက်သွားတာပေါ့ဘာပေါ့အရင်ကဆိုင်တော့အရင်ကတော့ရန်ဆိုးခဲ့ရပေါ့နော်ဒါပေမဲ့အခုကျတော့သိပ်ပြောမဆိုးဘူးပေါ့လိမ္မာနဲ့ကြိုးစားစားနဲ့လုပ်သွားတယ်ရှိစမအားချင်းဘာလို့အားကြလဲဆိုတော့သူ့ရဲ့ဒီ fashion design ဆိုတဲ့အရင်မိတ်တယ်ပေါ့ပညာပိုင်းဆိုရင်လည်းအရင်တော်တယ်အချမ်းသူ့အားကြတယ်ကြည်တော့ကျင်းညက်နေပြီပေါ့ဒါပေမဲ့ဒီထက်ကောင်းအောင်တော့ကြိုးစားအောင်ပေါ့ဝန်ဆောင်မှုကတော့ဒီမှာတင်ကြားထားတဲ့အတိုင်းထက်ပိုပြီးတော့ဝန်ဆောင်မှုပေးရမှာအကောင်းဆုံးပေးရမှာဆရာကြီးကတော့ကျေးဇူးတင်တယ်ပေါ့နော်ပညာကိုသင်နေသူကစိတ်ရှိပြီးတော့သင်ပေးရပေါ့စိတ်ရှိပြီးသင်ကြားပေးလို့ကျေးဇူးတင်တယ်